သိဉာဏ်ပညာပေါ်ပညာကိုတော့ဥဆောင်တာဘဝတ္တတာပါသူကိုဥဆောင်တာကတော့သာဥစ္စာပေပေါ်မမေ့မလျော့သာဥတွေမြောင်းညဖတ်ပါလေကပ်ပြီးကလေးအသုံးချဓမ္မကောင်းကျိုးရာလူကိုစိတ်ကဥဆောင်လေစိတ်ကောင်းတာပါကွယ်စိတ်ကိုဥဆောင်တာကတော့အသိဉာဏ်ပညာပေါ်ပညာကိုတော့ဥဆောင်တာဘဝတ္တတာပါသူကိုဥဆောင်တာကတော့သာဥစ္စာပေပေါ်မမေ့မလျော့သာဥတွေမြောင်းညဖတ်ပါလေကပ်ပြီးကလေးအသုံးချဓမ္မကောင်းကျိုးရာ